မင်္ဂလာပါဗီယက်နမ်လိုလေးလိမ့်ပါမယ်မျက်ခုံးလေးထိုးထားတာဖြစ်တဲ့အတွက်မျက်ခုံးလေးအရင်ဖြောက်ပါမယ်မျက်လုံးလေးအရင်ချင်ပါမို့ကွန်ဆယ်လာလေးအရင်လိမ့်ပါမယ်တခြားလေးပလန်းပါမယ်တူဝေးလေးထည့်ပြီးတော့တခြားသိပ်ပါမယ်မျက်ခုံးမွေးလေးဆွဲပါမယ်မျက်ခုံးမွေးလေးကအယောင်လေးလည်းပြောင်းကျင်တာဖြစ်လို့တခြားလေးကွန်ဆယ်လာလေးအုပ်ပြီးတော့ဆွဲပေးပါတယ်အမြင်လေးဆွဲပါမယ်ပြီးရင်ကာလာလေးခြေပါမယ်ဝမ်းကာလာလေးအနုရင်လေးကစားလိုက်ပါတယ်ပြီးရင်တော့မျက်တောင်တူရှိလေးတက်ပါမယ်ပြီးရင်တော့အိုင်လိုင်နာလေးဆွဲပါမယ်အောက်မျက်အိတ်လေးဖော်ပါမယ်ဖောင်ဒေးရှင်းလိမ့်ပါမယ်ဘာနီလေးချဲပါမယ်ဘာနီလေးကိုနည်းနည်းလေးရင်းနေဆိုလိုက်ပါတယ်နှာခမ်းလေးဆိုပါမယ်နာရန်လေးဖော်ပါမယ်နာရန်လေးကတော့တခြားလေးဖော်ရမှာဖြစ်တယ်ပြီးရင်တော့တို့တွေကဟန်းလိုက်လေးသုံးပြုပေးရမှာဖြစ်ပါတယ်နှာခေါင်းထိပ်လေးတွေမှာတခြားလေးထည့်ပါမယ်ဒါလေးကတော့ရင်းနှံလို့လေးနောက်ဆုံး result လေးရသွားပြီဖြစ်ပါတယ်တစ်ဖက်နဲ့တစ်ဖက်မျက်လုံးလေးမတူညီအောင်ချစ်ထားပေးပါတယ်